ခရီးသွားဖို့အားမဲ့အချိန်ကိုစောင့်နေရမျိုးမဖြစ်စေချင်ဘူးအားမဲ့အချိန်မှာခရီးသွားမယ်ဆိုပြီးတော့တရက်ပြီးတရက်ရွှေ့နေရတဲ့ခရီးသွားဖြစ်မှာလည်းမဟုတ်ဘူးပြီးတော့ကျမကြီးမကောင်းရင်လည်းခရီးမသွားနိုင်ဘူးပြီးတော့ငယ်ရွယ်တုန်းနဲ့ခြေလမ်းတွေအများကြီးလှမ်းနေတုန်းမှာခရီးသွားလို့အကောင်းဆုံးပဲအဲ့ဒါကြောင့်မို့လို့နေရာတစ်တွေကိုစူးစမ်းပြီးတော့ခရီးတွေအများကြီးသွားစေချင်တယ်ကိုယ်တိုင်လည်းသွားချင်တယ်တခြားသူတွေကိုလည်းသွားစေချင်တယ်ပေါ့နော်ပြီးတော့နေရာတစ်တွေသွားတိုင်းအနေရဖြစ်မယ်ဆိုတာမျိုးအတွေ့ကိုလည်း short ချစေချင်တယ်အနေရတော့ရှိနိုင်တယ်နေရာတစ်သွားမှမဟုတ်ဘူးကိုနေချနေရမှာလဲကိုအနေရဖြစ်စေနိုင်တဲ့အရာတွေဖြစ်လာနိုင်ရပေါ့နော်အဲ့တော့နေရာတစ်တွေသွားတိုင်းအနေရဖြစ်လာမယ်ဆိုတဲ့အတွေးမျိုးကိုရှောင်စေချင်တယ်ပြီးတော့ကဘာကြီးရဲ့အလှတွေကိုအမြဲတမ်းခံစားစေချင်ပေါ့နော်ရာသီတွေပြောင်းလာတဲ့နဲ့အမျှကဘာကြီးရဲ့တဘာဝအလှတွေကလည်းပြောင်းလာနေတယ်နေဝင်ချိန်တွေဟာလည်းတနေရာနဲ့တနေရာတစ်နေ့နဲ့တစ်နေ့မတူဘဲနဲ့ပိုလှတဲ့အခါရှိရတိတ်မလှတဲ့အခါရှိရပေါ့နော်